10 ရက်လောက်နဲ့အမြင့်ထွက်ပြီးတော့တေရပြူရလွယ်တဲ့ပြိုးပင်တွေဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတော့စာတိုက်ကနေတဆင့်ပြိုးပင်တွေကိုရောင်းစားနေပါတယ်။နိုင်ငံတကာဈေးကွက်ကိုထိုးဖောက်နေတဲ့ထိုင်းနိုင်ငံအနေနဲ့ကတော့ဝါဈေးကွက်ကကျယ်ပြန့်ပြီးတော့တန်ဖိုးမြင့်ဝင်ငွေရအောင်လုပ်နိုင်တဲ့အကြောင်းဝါရဲ့အသုံးဝင်ပုံတွေကိုထိုင်းနိုင်ငံဝါဆွေချောင်းအချုပ်ချာလုပ်ငန်းအဖွဲ့ကဥက္ကဋ္ဌမာနလမိုင်းစီကရှင်းပြပါတယ်။ไม้ไผ่เนี่ยมีประโยชน์ในการที่จะเป็นป่าဝါပင်ကအမြန်ပေါက်အမြန်ကြီးပြီးအောက်ဆီဂျင်ထုတ်လုပ်နိုင်သွားများတဲ့အပြင်ဖြစ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်။ချင်းတောင်ပလုံးနဲ့အဆောက်အဦပရိဘောဂအတွက်သုံးတာကိုတော့လူတိုင်းသိပါတယ်ဗျာ။တကယ်ကိုတန်ဖိုးမြင့်ဈေးကောင်းကြတာကဝါမီတွေဖြစ်ပါတယ်။ဝါမီတွေကစီမံထဲရက်လုံနိုင်တယ်ဆေးဝါးပြည့်အသုံးပြုနိုင်တယ်ဘိုင်ယိုဂက်စ်ထုတ်နိုင်တယ်ကားတုပ်ဆေးအောင်ထုတ်နိုင်တယ်လျှက်စစ်မီလည်းထုတ်လုပ်နိုင်ပါသေးတယ်ဓာတ်ခဲတာပေါ်အဖြစ်အသုံးပြုနိုင်တယ်အလားကုန်ပစ္စည်းစတဲ့တန်ဖိုးမြင့်တဲ့ပစ္စည်းတွေလည်းထုတ်လုပ်နိုင်ပါသေးတယ်ဝါကို activate charcoal မိသွေးဖုတ်ရင်တပိတ်တာကိုကျပ်ငွေ1000ကျပ်လောက်ဈေးရပါတယ်ထိုင်းနိုင်ငံအတွက်အသင့်တော်ဆုံးဝါကတော့ကင်းစွန်းဝါမျိုးဖြစ်ပါတယ်ဒီဝါကအပေါက်သေးပြီးအသားထူတယ်မြစ်ကလည်းတစ်နေ့လုံးထွက်ပါတယ်တနေ့လုံးမြစ်ထွက်လို့နေရာဒီကိုမေးတဲ့ဝါလို့ထိုင်းတွေကနာမည်ပေးထားကြပါတယ်ဗျာဒီဝါကိုတရေကဆန့်ရင်တစ်နှစ်ကိုကျပ်ငွေ300ကနေ200ထိဝင်ငွေရနိုင်တဲ့ဝါမျိုးဖြစ်ပါတယ်ကမ္ဘာမှာဝါကနေဝင်ငွေအကောင်းဆုံးရနေတာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်ဗျာတရုတ်နိုင်ငံမှာဝါဆိုင်တဲ့ဧက6တန်းကျော်ရှိတယ်ထိုင်းနိုင်ငံမှာကဧက3သိန်းလောက်ပဲရှိပါသေးတယ်ဂျပန်ကလည်းဝါဈေးကွက်ကြီးတစ်ခုဖြစ်တာကြောင့်ဝါဆိုင်လို့ဈေးကွက်မရမှာကိုတော့စိုးရိမ်ရမရှိပါဘူးဗျာကျွန်တော်ကိုယ်တိုင်လည်းဝါဆိုင်ထားတာ10နှစ်ကျော်ပါပြီဒါကြလို့မြန်မာနိုင်ငံကတောင်သူတွေဝါနဲ့တက်ဆိုင်တဲ့နည်းပညာကိုလိုအပ်မယ်ဆိုရင်တော့အကူအညီပေးဖို့အဆင်သင့်ပါပဲဗျာဝါကိုပိုးမထိုးအောင်မှုံမတက်အောင်ဆေးရည်စိမ်ပြီးတော့သုံးမယ်ဆိုရင်နှစ်90ထိအသုံးခံတဲ့ဝါမျိုးတွေလည်းရှိတယ်ဆိုပြီးတော့ထိုင်းကဝါပညာရှင်တွေကပြောပါတယ်ကင်ဆွန်းဆိုတဲ့နွေရာသီမေ့ဝါကိုဈေးကောင်းရတဲ့မီးသွေးမလုတ်ချင်ဘူးဆိုရင်တော့မှမြစ်ခုတ်ရောင်းမယ်အကိုင်းကူးပြီးတော့ပြိုးပင်ရောင်းစားမယ်ဆိုရင်လဲလစဉ်ဝင်ငွေကောင်းကောင်းရနိုင်တယ်ဆိုပြီးတော့မြေကြီးစစ်ဧကမှာကင်ဆွန်းဝါယုံ2000စိုက်ထားတဲ့ခွန်ကွိုက်ဆင်းပြတာကไผ่พันธุ์นี้นะคะถ้ามีน้ำที่อุดมสมบูรณ์มีวาမျိုးကဒီပေးမယ်မြေဩဇာပေးမယ်ဆိုရင်တော့တစ်နှစ်လုံးမြစ်ထွက်ပါတယ်နေရာဒီမှာထွက်တဲ့မြစ်ကတပိတ်တာကိုကျပ်1500လောက်ရတယ်ပြိုးပင်အကိုင်းကူးရောင်းရင်တစ်ခိုင်းကိုကျပ်1500ရပါတယ်ဝါအလုံးလိုက်ရောင်းရင်တော့ကျပ်2000လောက်ရပါတယ်ကျွန်မစိုက်ထားတဲ့လောက်ဆိုရင်တော့တစ်လကိုအနည်းဆုံးကျပ်ငွေ15သိန်းလောက်တော့ဝင်ငွေရပါတယ်အလုပ်သမားကဒီနဲ့စရိတ်စကားတွေနှုတ်လိုက်မယ်ဆိုရင်တော့တစ်လကိုကျပ်ငွေ10သိန်းလောက်တော့ကျပ်ပါတယ်အကိုင်းကူးထားတဲ့ဝါပြိုးပင်တွေကိုစာတိုက်ကနေတစ်ဆင့်ထိုင်းနိုင်ငံလုံးကိုပို့ပြီးရောင်းချပေးနေတယ်ဝါအကိုင်းတကိုင်းကူးဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ပလတ်စတစ်အကြည်သားအကျယ်က1ထွာလောက်အစေက1000လောက်တစ်ချက်လိုတယ်ကျိုးခိုင်1000လောက်အစေ2ချောင်းပြီးတော့ဓာတ်တလက်မြေကြီးကလက်ခုပ်တကြုံစာနဲ့ရေကနည်းနည်းလိုပါတယ်ပထမဆုံးတော့မြေကြီးကိုရေခတ်ဆူဆူလေးဆွတ်ထားပါဝါကိုင်းကိုကူးတဲ့နေရာမှာတော့အထူးသတိထားရမှာကဝါပင်အရင်ကိုလုံးဝအကိုင်းကူးလို့မရပါဘူးသက်တမ်း2နှစ်ထက်မကျော်တဲ့သက်နုဝါပင်ပဲကူးလို့ရပါတယ်စစ်လသားကနေတနစ်သားဝါပင်ကအကိုင်းကူးလို့ပိုကောင်းပါတယ်အဲ့တော့ဝါပင်ကသက်တမ်း2နှစ်ကျော်ပြီလားမကျော်ဘူးလားဆိုတာဘယ်လိုသိရမလဲဆိုလို့ရှိရင်ဝါပင်ကိုကြည့်လိုက်ရင်ဝါလုံးမှာမှုတ်တက်သလိုအဖြူရောင်တွေရှိနေတယ်ဆိုရင်တော့အဲ့ဒီဝါဟာ2နှစ်ထက်မကျော်သေးတဲ့သက်နုဝါဖြစ်ပါတယ်ဝါအစ်စ်မှာဝါအတက်တွေပေါက်တဲ့အခါမှာအကိုင်းတွေအများကြီးပေါက်နေတာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့အလယ်ကအကိုင်းတစ်ကိုင်းကတော့အားလုံးတက်ကိုကြီးတဲ့အကိုင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီအကိုင်းကိုကူးယူရမှာဖြစ်ပါတယ်ဒီတော့ဘေးမှာအတက်တွေရှိနေတဲ့အကိုင်းသေးသေးလေးတွေကိုအရင်ဆုံးခုတ်ပစ်ပါဝါပင်စီအစ်စ်ကနေဝါအကိုင်းထွက်တဲ့နေရာမှာဝါအကိုင်းအရင်ကဘူးတုံလေးဖြစ်နေတယ်အဲ့ဒီဝါအကိုင်းအရင်ဘူးတုံအပေါ်နာကနေပြီးတော့လက်နှလုံးလောက်အကွာကနေဝါပင်စီအသားအတွင်းပိုင်းကိုဓာတ်နဲ့ခပ်ဖြည်းခုတ်ပါဓာတ်ခုတ်ရကြောက်ပေါ့လေဝါပင်စီအဖက်ကဟလာမယ်လက်တစ်ဖက်ကနေပြီးတော့ဝါကိုင်းကိုဆွဲလိုက်ရင်ဝါအကိုင်းအရင်ဟာဝါပင်စီနဲ့ကွာကြလာတာကိုတွေ့ရမယ်ဝါပင်စီရဲ့အစစ်အောက်လက်သုံးလုံးလောက်အထိကိုဆွဲခွာချလိုက်ပါ
ဝါအကိုင်းအရင်ဟာဝါပင်စီကနေဟပြီးတော့တွဲလောင်းလေးဖြစ်နေအောင်ပဲခွာချရမှာဖြစ်ပါတယ်။ဘာကြောင့်မို့အဲ့ဒါလိုခွာလိုက်ရလဲဆိုတော့ဝါအကိုင်းကဝါပင်စီကရေဓာတ်ကိုမစုပ်ယူနိုင်အောင်ဖြတ်တောက်လိုက်တဲ့သဘောဖြစ်ပါတယ်။ဒီတော့မှပဲဝါအကိုင်းကနေအမြင့်မြန်ထွက်လာမှာဖြစ်ပါတယ်။ဝါပင်စီကကွာကျလာတဲ့ဝါအကိုင်းအရင်ဘူးတုံးမှာရေဆွတ်ထားတဲ့မြေကြီးကိုအပြည့်အုံလိုက်ပါ။ထမင်းစုပ်ဆုပ်တယ်လို့ပဲအုံထားလိုက်ပါ။မြေကြီးအုံထားတဲ့ဝါအကိုင်းအရင်ဘူးတုံးတစ်ခုလုံးကိုပလတ်စတစ်အကြည်သားအပိုင်းနဲ့လုံအောင်စီးလိုက်ပါ။ပတ်တီစီးသလိုစီးပေါ့ဗျာ။ပလတ်စတစ်နဲ့စီးရခြင်းအကြောင်းရင်းကတော့မြေကြီးထဲမှာရှိနေတဲ့ရေငွေ့တွေမပြန်ထွက်သွားအောင်ဖြစ်ပါတယ်။ပြီးရင်တော့လုံစီးထားတဲ့ပလတ်စတစ်အိတ်အစနှစ်ဖက်ကိုကျိုးနဲ့ခံခိုင်ချီပါ။ကောင်းကြီးတို့စီးသလိုဖြစ်သွားမှာပေါ့။နောက်10ရက်လောက်အကြာမှာဆိုရင်တော့အမြင့်ဖြူလေးတွေပလတ်စတစ်အိတ်မှာတိုးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကအကိုင်းကိုပင်စီကနေခွာထုတ်လိုက်တဲ့နည်းဖြစ်ပါတယ်။နောက်တနည်းကတော့ဝါအကိုင်းအရင်ဘူးတုံးနဲ့ဝါပင်စီအစ်စ်ကိုလွှတ်သေးသေးလေးနဲ့အပေါ်အောက်သုံးပုံတစ်ပုံစီဖြတ်ပါဝါအကိုင်းအရင်ဘူးတုံးအလယ်မှာပင်စီနဲ့ဆက်နေတာကတော့သုံးပုံတစ်ပုံလောက်ပဲကြာမှာဖြစ်ပါတယ်အဲ့ဒါလိုဖြတ်ပြီးရင်တော့ရေဆွတ်ထားတဲ့မြေကြီးတွေကိုပလတ်စတစ်အိတ်ထဲမှာထည့်အဝကိုစီးပြီးတော့မြေကြီးအိတ်အလယ်ကိုခွဲပြီးဝါအကိုင်းဘူးတုံးအရင်မှာကပ်ပြီးတော့ကျိုးနဲ့ကြက်စီးထားလိုက်ပါနောက်10ရက်လောက်အကြာမှာဆိုရင်တော့မြေကြီးအိတ်ထဲမှာဝါအမြင့်ဖြူလေးတွေထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတော့အဆင်ပြေတဲ့နည်းကိုသုံးနိုင်ပါတယ်ဝါပင်မြင့်ရင်တက်ပြီးတော့အကိုင်းကူးဖို့ကမလွယ်တာကြောင့်အပင်အရင်ကိုတဝက်လောက်ဖြတ်ပြီးတော့အောက်ကိုဆွဲချပြီးအကိုင်းကူးယူနိုင်ပါတယ်ဝါပင်ကတပင်လုံးမပြတ်ထွက်သွားဘူးဆိုရင်တုံယုံတန်ယုံနဲ့မသေးတာကြောင့်အပင်အမြင့်ပိုင်းမှာပေါက်တဲ့အကိုင်းတွေကိုအဲ့ဒီနီးနဲ့ပဲအကိုင်းကူးယူနိုင်ပါတယ်ဝါဆိုင်ပြီးဝင်ငွေကောင်းနေတဲ့ခွန်ကွက်ရေဝါဆိုင်နီးလေးလဲရှင်းပြပါအောင်ဗျก็คือการปลูกไผ่ชนิดเนี้ยมันผู้ปลูกสามารถเลือกว่าปลูกတနစ်လုံးမြစ်ထွက်တဲ့ကင်းစွန်ဝါမျိုးစိုက်ပြီးမြစ်ချိုးရောက်မယ်ဆိုရင်ကိုင်းခူးထားတဲ့ပြိုးပင်ကိုစိုက်တဲ့အခါတပင်နဲ့တပင်ကို4မီတာခြားပြီးစိုက်ရပါတယ်မိုးတွင်းစိုက်ရင်တော့ရေလောင်းစရာမလိုဘူးရွေရာသီစိုက်ရင်တော့စတဲ့ချိန်မှာတစ်လလောက်နေ့တိုင်းရေလောင်းပေးဖို့လိုပါတယ်မြေဩဇာကတော့နွားချီကြက်ချီတို့လိုသဘာဝမြေဩဇာပဲသုံးတာကောင်းပါတယ်ဝါတယုံမှာဝါပင်10ပင်လောက်ထိထားပါဒီတော့မှမြင့်မြညာထွက်ပြီးအမြဲတမ်းချိုးရောင်းလို့ရမှာဖြစ်ပါတယ်ဝါလုံးရောင်းစားမဲ့သူတွေကတော့ဝါပင်ကိုဒီတိုင်းလွတ်ထားလိုက်ပြီး2နှစ်3နှစ်အကြာမှာခုတ်ရောင်းနိုင်ပြီဖြစ်ပါတယ်ဝါဆိုင်ရင်10လလောက်ကြာမှာဝါမြင့်စားရတာကြောင့်အဲ့ဒီကာလမှာဝေငွေရအောင်ဝါဆိုင်ခင်သားတွေမှာဟင်းဟင်းရွက်စိုက်ပြီးတော့ဝေငွေရအောင်လုပ်နိုင်ပါတယ်နောက်ပိုင်းမှာတော့ဝါကရတဲ့ဝေငွေနဲ့ရပ်တည်နိုင်ပါတယ်ဝါပင်ကသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ပေးသလိုအချိန်တိုတိုနဲ့ဝင်ငွေရတဲ့အပင်မျိုးဖြစ်လို့တောင်သူတွေအတွက်အကိုင်းကူးပြီးစိုက်နိုင်အောင်တင်ပြလိုက်ရတာဖြစ်ပါတယ်။နောက်တစ်ပတ်ကျရင်တော့လစဉ်ဝင်ငွေရအောင်နွား